ရှင်နင့်ကိုတေချာကြည့်အောင်တကိုယ်လုံးမှာတန်ရာရီပြေပဲအဲ့ဒါဘာဖြစ်လဲဘာမှမဖြစ်ဘူးဟုတ်လားနင့်လက်မောင်ပြစမ်းဘာလို့မလုပ်လဲဖယ်စမ်းရင်ရင်နေစမ်းဒီတိုင်းထားရင်တန်ရာကပုတ်ပြီးလက်ပြတ်သွားလိမ့်မယ်ပါးစပ်ပိတ်ထားငါကျူးမဆိုင်ဘူးနေငါတော့လေလူတွေကစိတ်ပူနေတာကိုဘလို့ဖြစ်နေတာလဲငါဘာလို့တင်လဲငါရဲ့ပက်တီးကအရန်ဆိုးနေတာလားမဟုတ်ပါဘူးနင့်ထွေးခုံလုံးကပုံမှန်မှာပဲနင်ကစိတ်ပင်ပန်းမှုအကန့်အသတ်ကိုရောက်သွားလို့တတိလစ်သွားလားတညတဲ့နဲ့တငယ်ချင်းတယောက်ဆုံရှုံခဲ့ရတယ်သူ့အတွက်လက်စားချီခဲ့တယ်ပြီးတော့နားချီမရှိပဲတီးထီပြေးလာခဲ့ရတာလေရှင်ထားတော့ငါတို့သွားရမယ်ဘာမရသေးဘူးလေသူ့ကိုခဏလောက်နားခိုင်းအောင်နင်ကရှင်ကိုဒီတိုင်းထားပြီးခဲ့မလို့လားနင်သိရလားရှင်တတိလစ်သွားတော့ကမင်းကြီးကိုယ်တိုင်သူ့ကိုပူပြီးတညလုံးပြေးလာခဲ့တာရှင်အန်ဟောသွားပြီဘာပြောတယ်ရှစ်ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း400ကဘယင်ပောက်ကူရဲ့ကူပြီးမှဆိုဘာလို့ဒီလောက်တောင်တန်ဆွနေရတာလဲပောက်ကူမင်းကြီးဟာလူသားအလုံးကိုခွဲခြားမှုမရှိပဲချစ်ထင်တဲ့ထူးခြားတဲ့ဘယင်တစ်ပါးပဲတခါကတောင်ပေါ်သားတွေကမင်းကြီးရဲ့စစ်တပ်ကမြင်းတွေကိုတတ်စားခဲ့ကြဘူးတဲ့ဟာအဲ့ဒါတော်တော်ဆိုးတာပဲမင်းကြီးကသူတို့ကိုအပြစ်ပေးမဲ့အစားမြင်းသားနဲ့လိုက်ဖက်တဲ့အရက်တကုန်းတွေကိုတောင်လက်ဆောင်ပေးခဲ့တယ်အဲ့ဒီအချိန်ကစပြီးတောင်ပေါ်သားအနေနဲ့မဟာမိတ်ဖြစ်ခဲ့ကြတာပေါ့မင်းကြီးကွယ်လွန်တီးနောက်ပိုင်းဆက်ဆံရေးတွေပျောက်တောက်သွားပေမဲ့တောင်ပေါ်သားတွေကတော့ဒီနေရာကိုမင်းကြီးကိုလွမ်းစီးတဲ့အနေနဲ့နှစ်ပေါင်း400တိုင်အောင်လာရောက်ထိမ့်သိမ်းဆောင်ရှောက်ပေးနေကြတာပဲမင်းကဇောင်းကင်းရဲ့ခေါင်းကိုဖျက်ခဲ့တဲ့ကောင်လားမင်းကိုမီအထင်ကြီးမနေနဲ့ဦးငါရဲ့အစိတ်လူများတွေကမင်းကိုအချိန်မရွေးအသက်နှုတ်နိုင်တယ်မူတာဟာသူ့ရဲ့အစိတ်လူများတွေကဘလောက်အစွမ်းထက်ကောင်ကြွားလုံးထုတ်နေပြီမေရှင်ကတော့ဂယုမဆိုင်ပါဘူးရှင်ကသူ့ကိုအဖိုးကြီးလို့ခေါ်ပြီးရန်ဆလိုက်တဲ့အခါမူတာဟာဒေါသထွက်ပြီးသူ့ရဲ့လက်နက်ကြီးထစ်တဲ့ပစိန်ကိုထုတ်ထုံးမှတော့တယ်ရှင်တတိထားဒီအဖိုးကြီးကတာမန်မဟုတ်ဘူးရှင်ဟာအစပိုင်းမှာမူတာရဲ့တိုက်ခိုက်မှုတွေကြောင့်အခက်တွေ့နေရပါတယ်တန်တတိထားမိတာကတော့ရှင်ရဲ့လှုပ်ရှားမှုတွေဟာအရင်ကတည်းကနေကွေးနေပြီးဓာတ်ချက်တွေကမပြတ်သားတာပါပဲစစ်ပွဲဆိုတာငါ့အတွက်တော့သွေးတွေအပားတွေနဲ့ကရတဲ့အကတစ်ခုပဲဒါပေမဲ့ခုခေတ်စစ်ပွဲတွေကပြင်းစရာကောင်းလို့နေငါတောင်းတနေတာကပူနွေးတဲ့သွေးတွေစင်းစင်းစီမဲ့တကယ်တိုက်ပွဲမျိုးပဲသူတို့နှစ်ဦးဟာအတစ်ကစစ်မေးပင်မှာအတူတူတိုက်ပွဲဝင်ခဲ့မှုတဲ့ရဲဘော်ရဲဘာဟောင်းတွေဖြစ်ပေမဲ့အခုအချိန်မှာတော့မတူညီတဲ့ရက်တီချက်တွေမှာရှိနေတတ်ပါတယ်အိုဂီဟာဘသူဘက်ကမှမပါဝင်ပဲသူ့ရဲ့ကိုယ်ပိုင်စံတက်အတိုင်းသာလှုပ်ရှားနေတဲ့စစ်နက်ဖျားတစ်ပါးလိုဖြစ်နေပါတယ်ငါရဲ့နှလုံးသားကဒီလောက်တန်ရာတွေနဲ့ကြိုးပြက်သွားမှာမဟုတ်ဘူးပြောင်းပြန်မယ်ငါပို့ပြီးတန်မာလာအောင်မှာရှင်ရဲ့စိတ်ထက်ကရုတ်တရက်နိုးထလာပြီးမူတာရဲ့လှုပ်ရှားမှုတွေကိုအာယုံခံနိုင်လာပါတယ်မူတာကရှင်ကိုတိုက်ခိုက်လေရှင်ကပို့ပြီးမြန်ဆန်လာလေပါပဲနောက်ဆုံးမှာတော့ရှင်ဟာမူတာရဲ့ဟာခွက်ကိုရှာတွေ့သွားပြီးပြင်းထန်တဲ့ဓာတ်ချက်တစ်ချက်နဲ့မူတာကိုအလဲထိုးနိုင်ခဲ့ပါတယ်မူတာကအန်အော်တကြီးနဲ့ဒီကောင်တိုက်ရင်းနဲ့ပို့တန်မာလာတာလားမူတာဟာဒဏ်ရာပြင်းထန်စွာရသွားပြီးနောက်ရှင့်ကိုအတိအမှတ်ပြုတ်သွားပါတယ်အရှင်မင်းကြီးဘေးကင်းတာဝမ်းသာလိုက်တာဗျာကျွန်တော်တို့အတန်းနဲ့ယင်းပြီးဒီအထိလာခဲ့ရကြနတ်ပါတယ်ငါတို့ရဲ့အကြီးမားဆုံးမားကစစ်သူကြီးအိုကီပေါ်လာတာပဲသူကနန်းတွင်းကြီးဒီမှာစိတ်မဝင်စားဘူးထင်ထားတာဒါပေမဲ့သူငါ့ကိုတိုက်ခိုက်ခဲ့တာဟာငါ့ကိုစစ်မြေပြင်ကနေဖယ်ထုတ်ခြင်းတဲ့အစီအစဉ်တစ်ခုပဲအိုကီဆိုတာတကယ်ကိုနှက်နဲတဲ့လူပဲရှင်မင်းသိတယ်လားတခုရှိတယ်ငါတို့ရန်သူတွေဝိုင်းထားလို့မျောလင်းချက်မဲ့နေချင်းမှာဟျူကောပဲငါတို့ကိုအားပေးခဲ့တာမင်းကြီးကိုကာကွယ်ကြဆန်းခန္ဓာကိုယ်တွေအပိုင်းပိုင်းပြတ်သွားရင်လေမင်းကြီးကိုမထိစေနဲ့လို့သူကအော်ဟစ်ထေတယ်ငါမယုံနိုင်ကကူတိုင်းပြည်ကကြောက်ရွံ့ရတဲ့စစ်တပ်ကြီးရဲ့ရှေ့မှာကျုံကောင်လေးတယောက်ကဘာကြောက်ရွံ့မှုမှမရှိပဲငါတို့ကိုဥဆောင်နေတာသူကငါ့ကိုအမိန့်ပေးခဲ့တယ်စစ်သူကြီးရှိုးဘွန်ကွန်းကိုကဲဟုတ်တက်ခွဲပြီးသွားလိုက်စမ်းနဲ့သူ့ရဲ့စိတ်ဓာတ်ဟာတကယ်စစ်သူကြီးတယောက်လိုပဲရှင်မဲရီဝဲလီယက်ဟျူမင်းကတကယ်ကိုအံ့ဩဖို့ကောင်းတဲ့ကောင်ပဲ Hey easy မင်းတို့တခုမေးချင်တယ်ငါကတိတ်မတော်ပင်ပဲတေချာဖြေပေးပါငါမင်းကိုနန်းတော်စီဘေးကန်းကင်းပြန်ပို့ပေးနိုင်ရင်မင်းငါ့ကိုစစ်သူကြီးဖြစ်အောင်လုပ်ပေးမလားရှင်စစ်သူကြီးဆိုတာမှုမှတ်မျိုးနွယ်တွေအတွက်တောင်မလွယ်တဲ့အရာပဲမင်းမအိမ်ချေရချေလည်းမရှိဘူးမှတ်ပုတ်တင်ထားတဲ့မိဘမဲလည်းမဟုတ်ဘူးအခုအချိန်ဒီမှာမင်းကပုံမှန်စစ်သားတောင်ဖြေလို့မရဘူးဒါဆိုငါမင်းတို့အသက်ပေးတိုက်မယ်မင်းရဲ့ရန်သူတွေနဲ့ဝင်ကြီးချုပ်ကိုအနိုင်ယူပေးမယ်အဲ့ဒီခါကျရင်ငါအိမ်ဆောက်ဖို့မြင်းနဲ့ပတ်စံရလာမယ်မဟုတ်လားအဲ့ဒီကျရင်ငါစစ်သူကြီးဖြစ်ခွင့်ရပြီပေါ့ကောင်းပြီ
အဲ့ဒါကတိပဲဒါပေမဲ့မင်းတခြားလူတွေထက်အစတရာပိုစ조사ရမယ်နော်ဝန်ကြီးချုပ်ယိုဖူအီကမင်းကြီးကိုဘာလို့လာမခဲ့တာလဲဟေကိမင်းယိုဖူအီရဲ့ကြောက်စရာကောင်းမွန်ကိုနားမလည်သေးဘူးပဲသူကငါ့ကိုအသက်ခံရမှာကိုစောင့်နေတာငါတည်သွားရင်သူကနှစ်သိန်းသောစစ်တပ်နဲ့မြို့တော်ကိုတိုက်ခိုက်ပြီးအာဏာသိမ်းတော့မှာအခုငါမှရင်သူတွေပဲရှိတော့တယ်ငါဟာရက်ဆက်တဲ့စစ်ပွဲတောအုပ်တဲ့မှာလမ်းလျှောက်နေရတဲ့အာဏာမဲ့ဘရင်တစ်ပါးပဲအရှင်မြို့တော်ကိုအခုအင်အားနဲ့ပြန်ဖို့ဆိုတာမဖြစ်နိုင်ဘူးဗျာမဟုတ်ဘူးငါအမြင့်ဆုံးပြန်ရမယ်ငါမှအစီအစဉ်တစ်ခုရှိတယ်လွန်ခဲ့တဲ့နှစ်ပေါင်း400ကမဟာမိတ်ဟောင်းတွေစီငါတို့တွားရမယ်ဘသူတွေလဲတောင်ပေါ်သားတွေပဲသူတို့အားလုံးကိုအုပ်ချုပ်နေတဲ့တောင်ပေါ်ဘရင်စီငါတို့တွားရမယ်